အားလုံးပဲမင်္ဂလာပါ Secure Future ဝင်မမီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Money Life Protector အကြောင်းကိုအပိုင်းဆက်အနေနဲ့ထပ်ပြီးတော့မှပြောပြပေးသွားမှာပဲဖြစ်ပါတယ်Money Life Protector ကိုဘယ်လိုလူတွေစုဆောင်းတင်တယ်လဲနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးတင်ပြချင်ပါတယ်အဲ့တော့အသက်အရွယ်အားဖြင့်ဆိုလို့ရှိရင်ကျွန်မဆွေးနွေးတင်ပြပေးမယ့်အသက်အရွယ်အားဖြင့်အသက်ငယ်တဲ့သူတွေလားအသက်လက်ပိုင်းလားအသက်ကြီးတဲ့သူတွေလားပေါ့နော်စုဆောင်းလို့ရတာကတော့16နှစ်ကနေအသက်55နှစ်အထိစုဆောင်းလို့ရတယ်ပေါ့နော်ဆိုအသက်ငယ်အားဖြင့်ဘယ်သူတွေစုဆောင်းတင်တယ်လဲဆိုလို့ရှိရင်နှစ်ရှည်စီမံကိန်းနဲ့စုရတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်ကအသက်20လောက်ကနေစုဆောင်းမယ်ဆိုလို့ရှိရင်ဒါအသက်30ရောက်တဲ့အချိန်မှာတင်ရဲ့ရည်မှန်းချက်တစ်ခုအတွက်စုဆောင်းတဲ့သူတွေပေါ့နော်အတူတွေအတွက်ကိုရည်ရွယ်ပါတယ်ဆိုတော့တင်က50စုမှာလား100စုမှာလား200စုမှာလားဆိုတာကတော့တင်ရဲ့ဝင်ငွေပေါ်မှာမူတည်နေပေါ့နော်အဲ့လိုမျိုးစုဆောင်းခြင်းအပြင်တရားနှစ်ရှည်စီမံကိန်းနဲ့စုဆောင်းနေဆိုတော့ဒါတင်တစ်ချိန်10နှစ်ကြာတဲ့အချိန်မှာအနှစ်20ကြာတဲ့အချိန်မှာတင်ရဲ့ future plan ကိုဘာလုပ်ထားတာလဲဒါကိုယ့်ရဲ့အိမ်အောင်ပြုမဲ့အစီအစဉ်ရှိနေတာလားဒါမှမဟုတ်လို့ရှိရင်အိမ်အသစ်တစ်လုံးကအသစ်တစ်စီးအဲ့လိုမျိုးဝယ်ခြင်းနဲ့ plan ရှိနေတာလားတင်ရဲ့ပညာရေးကိုဘယ်လိုမျိုး upgrade လုပ်ဖို့အစီအစဉ်ရှိနေတာလဲဒီလိုမျိုး future plan တွေနဲ့လူငယ်လူရွယ်တွေအတွက်ဆိုလို့ရှိရင်ဒီ product လေးကိုစဉ်းစားပေးလို့ရပါတယ်နောက်ထပ်တစ်ခုကတော့တင်ရစုဆောင်သွားရင်းနဲ့တင်ချီရတဲ့အကျိုးခံစား권ရှိသူအနေနဲ့တယောက်ယောက်ကိုရွေးချယ်ထားလို့ရှိရင်တင်မရှိခဲ့တဲ့အချိန်အတော်အတွင်းမှာလည်းဒါသူတို့အတွက်ကိုကာကွယ်မှုသဘောမျိုးနဲ့လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုလူတွေကဒီ product ကိုစဉ်းစားသင့်ပါတယ်အသက်လက်ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့တင်ကအိမ်အောင်တစ်ခုရဲ့ငွေအဓိကရှာနေတဲ့သူလားဒါမှမဟုတ်လို့ရှိရင်သားသမီးလေးတွေကိုပညာရေးကျန်းမာရေးစာဝတ်နေရေးထောက်ပံ့ပေးနေရတဲ့သူလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့မိဘပေါ့နော်ကိုယ့်ရဲ့မိဘအတွက်ကိုစာဝတ်နေရေးကျန်းမာရေးအတွက်ထောက်ပံ့ပေးနေရတဲ့သူလားဒါမျိုးဆိုလို့ရှိရင်လည်းတင်ကဒီအကာအကွယ်လေးကိုစဉ်းစားသင့်ပါတယ်ဘာကြောင့်လဲဆိုတော့တင်တစ်ခုခုသာဖြစ်ခဲ့မယ်တင်ကိုတင်ကိုယ်တိုင်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တင်ကိုယ်တင်လည်းကာကွယ်လို့ရတယ်အကျိုးခံစား권ရှိသူအနေနဲ့လည်းတင်သေဆုံးသွားတယ်ဆိုလို့ရှိရင်သူတို့အတွက်ကိုငွေကြီးအကာအကွယ်တစ်ခုကြီးကြီးမားမားထားခဲ့ပေးနိုင်တယ်ဆိုလို့ရှိရင်တင်အတွက်လည်းစိတ်အေးချမ်းသာမှုရရှိတယ်လို့သူတို့အတွက်လည်းစိတ်အေးချမ်းသာ권ရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တင်ကအသက်ကြီးနေတဲ့သူလားဒါဆိုလို့ရှိရင်တင်ကထားပါတော့အသက်55နှစ်အထိလည်းစုဆောင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်ကတစ်ချိန်ပေါ့နော်ပင်စင်ယူတဲ့အသက်အရွယ်ရောက်သွားတယ်ဆိုလို့ရှိရင်တင်ပင်စင်ယူတဲ့အသက်အရွယ်မှာတင်ဘယ်လိုမျိုးလောက်ကင်စားတောက်မလဲစောင့်နေရေးအတွက်ကျန်းမာရေးအတွက်တွေကိုတင်စုဆောင်းသွားမယ်ဆိုလို့ရှိရင်လည်းဒီ product လေးကိုစဉ်းစားကြည့်လို့ရပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်